ကဲတစည်းတော့လိမ့်သွားပြီဟိုမှာတစည်းလဲစောင်းနေဒါကတော့အင်ချွန်းပြည်ပြည်ဆိုင်ရာလေးစိတ်ပဲဖြစ်ပါတယ်ဗျာလူကတော့တောင်းရလူတွေပြည့်ညက်နေတာပဲခီတော့ဝင်ဆောင်မှုကတော့ကောင်တာတိုင်းပြည့်ညက်နေတာပေါ့နော်တန်းစင်နေတာဒီနေ့ကတော့ဒေါ်သားမျိုးရောက်ဆိုလို့ကျွန်းလေးစိတ်ကိုရောက်နေတာဖြစ်ပါတယ်အမှားပြီးယူရဲလွမ်းနေပြီလေးစိတ်ရောက်တော့လည်းပြန်ချင်းနေပြီဗျာဒါပေမဲ့လားကျုံမဲ့လို့မရှိတော့ပြန်ခွင့်မပြန်တော့ဖြစ်သေးဘူးဗျာလားကျုံမဲ့လို့ရှိရနေတယ်ဆိုတော့အမှားပြီးပြန်ရမှာပေါ့ခုကတော့လေးစိတ်ထဲမှာသူများပြန်လာတယ်လိုက်ပွေးနဲ့ရောင်းတော့လောက်နေပါတယ်လေးစိတ်ဝန်ထမ်းတွေကလည်းဟိုကြည့်ကြည့်နေပါတယ်ဒီကျွန်း International Airport ဒီလေးပဲဖြစ်ပါတယ်ဗျာဒါတော့အောက်ထပ်ပါနော်အောက်ထပ်မှာတော့လူတွေကဒါလူတွေကစောင့်နေလူတွေပေါ့နော်လားကျိုးတော့လားကျိုးတဲ့လူတွေပေါ့နော်ဘော်ဒါမှာဆိုတော့ဒီဘက်ထွက်မဲ့လူတွေဘော်ဒါမှာလည်းတန်းစီနေပေါ့နော်ဒီညမှာတော့မြန်မာဆန်စားနေကြတာပေါ့နော်ဒီလိုမျိုးလည်းရှိပါတယ်ဟိုနိုင်ငံမှာဟိုဘယ်နိုင်ငံမှာဆိုရှိပါမြန်မာဆန်စားလာလူကပြေးပဲဟာဒါရီထန်ကျွေးစီရလားမသိဘူးဟိုဇကားရရလို့ဒီကျဲကျွမ်းယူပြီးကျွေးစီရတယ်ပြောဒီကျွေးစီရလားမသိဘူးပြောတော့မရကဲတစည်းတော့လိမ့်သွားပြီဟိုမှာတစည်းလဲစောင်းနေတော့ဝေးသွားအောက်ထဲမှာဝေးလို့ပတ်လို့ပြီးရင်တော့ပေါ်တက်လေးလာပြီးတော့ smoky zone နေတဲ့စစ်လေးတော့ area တွေမှာဝင်ပြီးတော့စစ်လေးတစ်ပါတော့ပါလိုက်အောင်ပါဗျာ